မိပါပါရှင်ဒီနေ့မှာတော့အနိုင်ကျင့်ရတော့ကမာလီပိုင်း1အကြောင်းကိုဒီဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။ကျောင်းလေးကဖော်မရှိဘူးလားအမလီဝေးပေးမှာပေါ့မမကပြီးရင်လည်းမမအစားတောက်တွေဝယ်လာမယ်နော်ဒီမှာကြံခဲ့နော်။မြောင်းချစ်ဖို့ကောက်လိုက်တာ။ခက်ကဖေးသွားမယ်။ခက်ကဖေးကိုငါအမြန်သွားမယ်။ငါခက်ကဖေးမှာငါစားတောက်ရတော့ဝယ်ရမယ်ပြီးရင်ကျောင်းကလေးစောက်ဖို့ကျောင်းကလေးကိုစောက်ဖို့ငါတခုဝယ်ရမယ်ပြီးရင်အမကျောင်းကအဖြူကျောင်းမလေးတစ်ကောင်ရှိရဲသူ့ရောင်းမယ်တဲ့2000နဲ့လို့ပြောတာငါတော့ဝယ်မှာပဲခက်ကဖေးကနီးလေးဆိုတော့ဝါပြီးဒီဆိုင်လေးမဲ့ဟုတ်တယ် Cat Cafe Sakura တဲ့Oh Cat Cafe ပဲဟာကျောင်းရဆိုတော့Cat Cafe ပဲနေမှာတော့ကြည့်လိုက်မှာဟုတ်တယ်ဟုတ်တယ်အမမိကဘာကျမဆောင်လေးတစ်ကောင်နဲ့မကလေးလိုချင်လို့ဟုတ်ကဲ့မရော့အမလည်းတော့ပြီနော်အေးတော့လေးရဆိုလိုက်တာနာအမလေးတော့လေရဆိုလိုက်တာဆိုတော့သူကသူမလည်းကြမ်းစီကပ်တယ်လာချောင်းလေးလာမရရတော့မနိုးဒီနေ့စာပြီးကြုံရမမရေကြုံကလေးပါပီနော်ဒီမှာခဏနေမမအဲ့ကလေးတင်လာအောင်မယ်အဲ့လေးတင်ပြီးပြီဆိုတော့ကြုံကလေးကိုစစ်စရာလေးတွေပဲရောရမှာရုပ်ဆော့ကြဝီ呀妈妈空降啦不都拍来没来不都拍来没来啊哈这啥的哎找你别多家里啦เขามุ่งตัวจ้ะแล้วจังเลยလာကြောင်လေးရေ let's go မမနဲ့ကိုလိုက်ခဲပြီးရင်ဟိုနားမှာစာကြည့်မယ်နော်ဒီနေ့မှာကြောင်ဖြူတဲ့ဒီရောက်လာဆိုခဏလေးကြောင်မဲလေးရလေလာကြောင်လေးရမီစစ်လာဒါမဲရေမမမစားမယ်နော်တောင်လေးရရင်ကျွေးမယ်ရောကြောင်ဖြူလေးဟိုကြောင်မဲလေးရရောစားကြနော်စစ်လေးတွေညောင်း是不是高粱的奖励也啥人家？奖励啥的了？真的，我来摆啥样来做吧？我来做烧马呗。啥人来啊？一来马呗，摆东啥包？哎呀，我里面啊，也在吃我没？也在吃我没？ဒီလိုက်ချုပ်ပြီးဆိုတော့ငါတောင်းတဖို့ကြတော့ပါလိကျောင်းတက်ချင်ငါဂျင်းဝတ်ဆောင်တာဂျင်းသွားလို့လိုက်အောင်မပြီအဲ့အမငါစက်သားရတဲ့မမ9နာရီပဲရှိသေးရဲ့ဆိုတော့လောက်ကပါပဲလိအမလေးဒီထားဒီမျိုးတကကငါ9နာရီခွဲအတွင်းပြေးရမယ်အဲ့အမငါတော်တော်မြန်လာမှာငါဒီနေ့မှာကျောင်းစားတက်ကမှာဆိုတော့ပြောလိုက်တယ်ဟာအခုမှပါဒီရောက်လာအမလီမြင်လိုက်ဒီကျောင်းရဘယ်လိုဒီရောက်နေရလဲမလီမမရှာနေရလားကျောင်းမဲလေးရတော့ white ကော white မီဘယ်ဝ white ကအော် white ကနောက်မှာပဲမလူဘိုက်ဆောင်နေလို့လားဘိုက်မစားပါဘူးကလေးလေးရပြီးဆိုတော့uniform လေးမယ်uniform လေးပြီးဆိုတော့ငါမနက်စားမယ်ငါလည်းဘိုက်တော်စားနေပြီစားရမယ်ကောင်းလိုက်တာညဝယ်လာတယ်ကြောလုံးရောနေဆို share ပဲစားလက်စပ်ပြီးဆိုတော့ငါလွယ်လေးယူပြီးကျောင်းသားရမယ်6နာရီထိနေပြီဆိုတော့ကျောင်းက9နာရီခေါ်တာအဲဒါမှမဟုတ်သူငယ်ချင်းတွေရောငါမိတ်ဆက်အောင်မယ်ဆိုတော့ငါနာမည်ရှိ
ကျောင်းကပြောဒီနားလေးတဲ့ဟဲဟုတ်တယ်ဆောက်ကူရာကျောင်းကကျွေးပဲအမလီငါတီကိုတက်ကမှာမယ်အိုးရှင်းမလဲငါလူယူနီဖောင်းကျောင်းသားတွေအများကြီးပါလားဝေါယူနီဖောင်းကျောင်းသားတွေကတော်များတာပဲဆရာမတွေရောပဲမကျောင်းသားတယောက်တော်တော်ရုပ်ဆိုးလိုက်တာဟဲ့ဗျကမလေးမသိနန်းဒီခနဲ့မနေမဲဟဲ့ငါဘာလို့တိုင်နေလဲဖဲလန်းရုပ်ဆိုးမတောင်းမမာရယ်မင်္ဂလာပါကျမကတော့နာအိုမီပါဟဲ့နာအိုမီအယံကိုရုပ်ဆိုးရနာအိုမီလို့တော့ပြောစမ်းပါဟဲ့အေးဟဲ့ဟာငါဘာတူမှအာရုံစိုက်ကြအောင်ထားလိုက်ပါလေကွာကိုပဲဆိုင်ရရပဲကောင်းလို့ကျောင်းစင်းကျေရောက်တော့တင်းတင်းကျောင်းစင်းပြီပဲနင်ကငါတို့ရဲ့အဖွဲကိုလာပြီးပေါင်းစင်တာအယူမနင်ကငါရဲ့ဒီအသင်းကောင်းဆောင်ငါရဲ့နီကိုမှလာပေါင်းချင်ရပါလေတောင်းဟဲ့ငါတို့မလုံးနဲ့လေသွားစမ်းအခုချက်ချင်းငါတို့ကျောင်းကနေထွက်သွားငါဒီပညာသင်ဖို့လာတော့နင်တို့ကမောင်းထုတ်တယ်ပေါ့ငါဒီတကယ်တော့ပညာသင်ဖို့လာတာလေနင်တို့ရဲ့အနိုင်ကျင့်ဖို့လာတာမှမဟုတ်တာအတန်းကောင်းဆောင်နီဖြူနဲ့လွယ်နေငါ့ကိုအများရနိုင်ကျင့်နေတော့တာပဲဒီပထမဦးဆုံးကျောင်းတက်ရငါ6တန်းမရှိသေးတယ်သူတို့ကယူမဆိုပြီးငါ့ကိုရောင်းလာပြီးတော့နိုင်ကျင့်နေတယ်သူတို့က6တန်းမဲ့ပြီငါရဲ့ငယ်တကယ်စင်းတွေဒါပေမဲ့သူကငါ့ကိုဘလို့နိုင်ကျင့်သွားလည်းမသိပါဘူးတော့ကြနေအဝိုင်းကိုကြည့်ယူပေးတဲ့အတွက်ကျေးဇူးတင်ပါရှင်။နောက်ဗီဒီယိုလေးမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာဆာကူရာပုံစံတွေကိုကြည့်ရှင်တော့ like and subscribe လုပ်မကြပါနဲ့အောင်နော်အားလုံးမနာဗီဒီယိုတင်မယ်အားလုံးပဲတတာအပိုင်းနှစ်ကိုဆောက်မြော်ပေးကြပါအောင်နော်တတာ See you